အားလုံးပဲမင်္ဂလာပါဒီနေ့ဆိုမှကြက်ချောက်မာလာလုပ်မယ်ကြက်ချောက်မာလာနဲ့ဂျူးမြက်နဲ့လေအဲ့ဒါအခုတလောခက်စားနေအရန်ခက်စားတယ်လို့ပြောလို့ရလားမသိဘူးဘာလို့လဲဆိုတော့ Facebook မှာလည်းလောက်စားကြတာတွေ့တယ် TikTok တွေမှာလည်းပထမဆုံးလောက်တာเนาะပထမဆုံးလောက်တာဆိုတော့လို့နေမလဲမသိဘူးဒါပေမဲ့ကောင်းမှာတော့သိချတယ်အဲ့ဆိုဒီရဲ့ကြက်ချောက်မာလာနဲ့ဂျူးကြက်ချောက်ဂျူးမြက်မာလာကိုဘယ်လိုလုပ်မယ်ဆိုတာကြည်ကြည်ကြရအောင်နောက်ပြီးတော့မှဒါလုပ်ဖို့ပါဝင်ပစ္စည်းတွေဘာတွေရှိတယ်လဲဆိုတာကြည်ကြည်ကြရအောင်ကြက်ချောက်ဂျူးမြက်မာလာလုပ်ဖို့လိုအပ်တာတွေကတော့ကြက်ချောက်ပေါ့နော်ဆိုမှ1ကီလိုဝယ်လာတယ်ကြက်ချောက်ကိုနော်ပြီးတော့ဒါဝက်ခောက်เนาะဈေးထဲမှာပြုတ်ပြီးဒါဝက်ခောက်သူတို့ဒီတိုင်းလေးရောင်းထားတာစောမဒါကီလိုဝက်ဝယ်လာတယ်เนาะနောက်ဒါကတော့ဂျူးမြက်ပါဂျူးမြက်20ဘူးစုံဝယ်တာ20ဘူးဒါကတော့ဒီရဲ့9ပုံနဲ့မာလာနှစ်ကတော့မြန်မာဆိုင်တွေမှာဝယ်လို့ရတယ်เนาะအဲ့ဒါမာလာနှစ်ကိုစုံတထုပ်သုံးထားတယ်เนาะပြီးတော့နောက်ဒါမာလာငရုတ်တီအချောက်မုံเนาะအဲ့ဒါရောတထုပ်နန်းလော်เนาะဒါတော့ငရုတ်တီကြော်ပေါ့เนาะစီနဲ့ကြော်ထားတဲ့ငရုတ်တီအဆက်ကြိုင်เนาะထဲပေါ့เนาะပြီးတော့စုံဒီရဲ့မာလာအနစ်ကိုလည်းနည်းနည်းသုံးမယ်เนาะဒီမြတ်မာလာအနစ်ကိုအရန်ကြိုက်လို့လေမွေးနေရပဲတွန်းနန်းလေအခုပါဝင်ပစ္စည်းတွေအကုန်လုံးပြင်ဆင်ပြီးသွားပြီဆိုရင်အရင်ဆုံးကြက်ချောက်ကိုပြုတ်ဖို့လုပ်ပါမယ်ကြက်ချောက်ပြုတ်ဖို့အရင်ဆုံးရေနွေးကိုတည်ထားလိုက်မယ်ရေနွေးပွက်ဆူမှကြက်ချောက်ကိုထည့်မယ်နော်ရေနွေးပွက်ဆူလာပြီဆိုရင်ကြက်ချောက်ကိုအကုန်လုံးထည့်ပြီးပြုတ်လိုက်မယ်ကြက်ချောက်အရသာရှိအောင်ကြက်ချောက်ပြုတ်တဲ့ချိန်မှာစုံမအသားမုတ်နဲ့ပဲငံပြားကြီးနည်းနည်းလေးထည့်ပြီးတော့မှပြုတ်ပါတယ်နော်ပြီးတော့စုံမကြက်ချောက်ပြုတ်ထားတဲ့ချိန်မှာပေါ့နော်ဒီရဲ့ဝက်ခောက်ကိုနည်းနည်းလေးဖြတ်ပေးမယ်တွားအရန်ရှိနေဈေးထဲမှာဝယ်လာတာအရန်ရှိနေအဲ့ဒါတော့ညက်ပေးလိုက်မယ်နော်နည်းနည်းလေးတူတော့ဝက်ခောက်ညက်ပြီးတွားလို့ရှိရင်ရေနဲ့တေချာလေးဆေးပေးမယ်နော်အဲ့တော့နူးခါနီးမှတို့ကြက်ချောက်နဲ့ခဏတစ်ဖြုတ်ရောပြုတ်မယ်နော်စုံကြက်ချောက်ကိုပြုတ်ထားတာမိနစ်20ကျော်30အလောက်ရှိနေပါပြီဒီတိုင်းဆိုရင်စုံကြိုက်တဲ့အနေထားရှိပြီပေါ့နော်ဒါပေမဲ့ဒီထက်နူးဤနေအောင်ပြုတ်ထားချင်တော့နည်းနည်းလေးဆက်ပြုတ်ထားလို့ရပါတယ်နော်ကြက်ချောက်ကစုံလိုချင်တဲ့အနေထားထိနူးနေပြီဆိုရင်တော့စုံမဒီရဲ့ဝက်ခောက်ကိုထည့်ပြီးခဏလေးပြုတ်လိုက်မယ်နော်ပြီးတော့မီးပိတ်လိုက်တော့မယ်နော်အခုစုံမီးပိတ်လိုက်ပါပြီမီးပိတ်ပြီးတော့မှတို့စုံနေဖို့ကြက်ချောက်မှလာအောင်နေဖို့အဆင်ပြေတဲ့အိုအကြီးတဲ့ကိုစုံမအကုန်လုံးစိတ်ထုတ်လိုက်မယ်နော်အခုစုံဂျူးမြက်ကိုဒီရဲ့အရန်ရှိနေတော့လေစုံဒါကိုနှစ်ပိုင်းလိုက်မယ်နော်စုံစေးပြီးသွားပြီနော်ဒါလေးဒီတိုင်းနှစ်ပိုင်းလေးပဲပိုင်းလိုက်မယ်ကြက်ချောက်ဝက်ခောက်ဂျူးမြက်အကုန်လုံးပြင်ဆင်ပြီးသွားပြီဆိုတော့မာလာနဲ့နေဖို့ပဲကြံတယ်နော်အခုစုံဝယ်ထားတဲ့ကြက်ချောက်1ကီလိုနဲ့ဝက်ခောက်ကကီလိုဝက်နော်ဂျူးမြက်ကို20ဘူးပဲဝယ်ဂျူးမြက်နည်းနည်းနေသွားတယ်လို့ခံစားရတယ်အဲ့ဒါလောက်ရင်လေဂျူးမြက်40ဘူးလောက်ဝယ်အဆင်ပြေမယ်ထင်တယ်နောက်တစ်ခါဆုံးလောက်ရင်ဂျူးမြက်ကိုဒီထက်နည်းနည်းပို့ပြီးထဲမယ်အရင်ဆုံးစုံမဒါစုံကြိုက်တဲ့အဲ့ဒီမာလာအနစ်လေးနော်ဒါကိုစုံတထောက်လုံးမထည့်ဘူးနော်အဲ့ဒါစုံတစ်စွန်းနှစ်စွန်းထမင်းစားစွန်းနှစ်စွန်းလောက်ပဲထည့်တယ်နော်နန်းလော်ထဲမယ်ငရုတ်တီဒါအဆက်ကြိုက်ရင်ကြိုက်တယ်လို့ထည့်ကြနော်မာလာငရုတ်တီမုတ်ဒီရဲ့မာလာငရုတ်တီမုတ်ဆိုတော့ဒီတထုပ်ကိုအကုန်လုံးထည့်တယ်225 gram လားမသိဘူးအဲ့လောက်ပဲအဲ့ဒါကိုအကုန်ထည့်နေနော်ပြီးတော့ဒီရဲ့မြန်မာဆိုင်ကဝယ်တဲ့ဒီမာလာအနစ်လေးဒါလည်းတထုပ်လုံးအကုန်ထည့်တယ်နော်
ပါဝင်တဲ့ ingredient တွေအားလုံးအကုန်လုံးထည့်ပြီးသွားပြီဆိုရင်သူ့ကိုတမအောင်နှေလိုက်မယ်နော်နေရက်နဲ့လေဂျူးမြစ်အရန်နေတော့တိလားစုပ်ပြောထားတဲ့အတိုင်းလေးနော်ဂျူးမြစ်က40ဖိုးလောက်မှကွက်တီကြမှာနော်ဂျူးမြစ်အရန်နေရတယ်ကွယ်အရတာလေဘာမှစားအချုံမုတ်တွေပါတွေထက်ထဲစရာမလိုနော်မာလာအနှစ်ရဲ့အရတာနဲ့တဲ့အရာအားလုံးပြည့်စုံနေပြီဒီလိုမျိုးလေးဆိုစားလို့ရပြီနော်ဆုံးရဲ့ဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးတဲ့အတွက်လည်းအားလုံးကိုကျေးဇူးတင်ပါတယ်လိုက်လောက်စားကြည့်ကြနော်လိုက်လောက်စားကြည့်ကြပါရတာရရှိရတကယ်ရန်ကောင်းတယ်အတိဆက်နောက်ဗီဒီယိုတွေမှာဆက်တွေ့ကြမယ်နော်အားလုံးကျေးဇူးတင်ပါတယ်ဘိုင်ဘိုင်